ဒါဖြင့်၅ဝါမြောက်သတင်းမသုံးခင်ဘာတွေထူးထူးခြားခြားရှိသလဲလို့ဆိုတော့အားလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားဖျားဖြစ်ပြီး2 နှစ်လောက်နေမှကပိလဝတ်မြို့ကိုကြွတာအဲ့ဒီရောက်တဲ့အခါမှာခမည်းတော်မင်းတရားကြီးကိုတရားဟောလို့နောက်ဆုံးခမည်းတော်မင်းတရားကြီးဟာအနာဂံထိအောင်ဖြစ်သွားတယ်မြတ်စွာဘုရားသက်တော်39နှစ်ထဲရောက်တဲ့အခါမှာခမည်းတော်ကြီးကအသက်တော်တော်ကြီးသွားပြီအသက်တော်တော်ကြီးတော့ဝေသာလီမြို့မှာဝါမဆိုးခင်မြတ်စွာဘုရားကပိလဝတ်ကိုကြွတယ်ဘာဖြစ်လို့ကြွတော့ဆိုခမည်းတော်မင်းတရားကြီးဟာတက်တော်ကြီးလာပြီးတော့မကြမ်းမဖြစ်တာသို့တော့ခမည်းတော်မင်းတရားကြီးဟာအနာဂံဖြစ်နေပြီပေါ့အနာဂံဘဝနဲ့အဲ့ဒီမှာနေတယ်မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတွေဒီမှာမမရရရှင်အနန္ဒာကလည်းမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တာသူကတော့ဖွားဘက်တော်ဆိုတော့တက်တူရွယ်တူလို့ပြောရဒီထဲမှာထင်ရှားတဲ့ညီကိုတူကတော့မဟာနာမလို့အနုရုဒ္ဓတို့မဟာနာမလို့ခေါ်တယ်မဟာနာမကြတော့ဒီဝိနည်းထက္ကရာမှာမဟာနာမနဲ့ပတ်သက်ပြီးတော့ပြောထားတာလေးမဟာနာမဟာတက္ကရာခံပုဂ္ဂိုလ်ပဲမြတ်စွာဘုရားနဲ့လပဲကြီးတယ်လို့မြတ်စွာဘုရားရဲ့အသက်လပဲကြီးတယ်ဒီလိုမှတ်ထားတာရှိတယ်ပေါ့မဟာနာမရဲ့ညီကအနုရုဒ္ဓလို့ခေါ်တယ်အဲ့ဒီအနုရုဒ္ဓကဒိဗ္ဗစက္ခုအရာမှာဣတရရတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ပဲသူကတော့မြတ်စွာဘုရားတဲ့ခုခေတ်အတွက်နဲ့တွက်မယ်ဆိုရင်တော့2 နှစ်လောက်ငယ်လိမ့်မယ်လို့တွက်ရမှာပေါ့သူ့အကိုကမဟာနာမအနုရုဒ္ဓကညီဆိုတော့မြတ်စွာဘုရားတဲ့2 နှစ်လောက်ငယ်လိမ့်မယ်အဲ့ဒီမှာသုတ္တရဏမင်းကြီးနဲ့ညီကိုအရင်တွေကပေါက်ဖွားတဲ့မဟာနာမတို့အနုရုဒ္ဓတို့အာနန္ဒာတို့ဒီလိုတိတ်တတို့ဆိုတာတွေကတိတ်တကတော့နာမည်တော်ကမွေးတာဖြစ်မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေအဲ့ဒီလိုရှိကြသုတ္တရဏမင်းကြီးအသက်အရွယ်ကြီးလာတဲ့အခါမှာတာဂဝေမင်းတွေကလည်းပဲအိုလီခါကီစစ်စတန်လို့ဆိုတဲ့ကဏရာဇာစုပေါင်းပြီးတော့အုပ်ချုပ်တဲ့နိုင်ငံပဲသူကလည်းစုပေါင်းအုပ်ချုပ်တဲ့မင်းတွေဖြစ်တယ်တူးတဲ့မင်းလောက်တာမဟုတ်ဘူးအဲ့ဒီအချိန်မှာသုတ္တရဏမင်းကြီးအသက်အရွယ်ကြီးလာတဲ့အခါမှာအလှည့်ကျမင်းပြုတာဘယ်သူတုံးဆိုရင်ဗတ္တိယလို့ခေါ်တယ်မင်းဘဝနဲ့ပဲသူကလည်းယဟန်ဝတ်သွားတယ်ရှင်အာနန္ဒာတို့ကိမိလာတို့ဘဂုတို့ဒေဝဒတ္တတို့ဒါတွေနဲ့အနုရုဒ္ဓတို့နဲ့တူတူသင်္ကန်းဝတ်သွားတာတာဂဝေမင်းသား6 ယောက်ဆိုတာအဲ့ဒါဒီတဲ့စောပြီးဘာတွေဖြစ်သေးတုံလို့ဆိုတော့မြတ်စွာဘုရားဒီဝေသာလီပြည်ဝါမဆိုးခင်ရှေ့ပိုင်းမှာဘာတွေဖြစ်ခဲ့သေးတုံဆိုကပိလဝတ်နဲ့ကောလိယတာကိယနဲ့ကောလိယဒီဆွေတွေမျိုးတွေပဲအမေဘက်ကအမျိုးနဲ့အဖေဘက်ကအမျိုးအဲ့ဒီလူမျိုး2 ခုရဲ့ကြားနိုင်ငံ2 ခု 4ရဲ့ကြားမှာဒေသ2 ခုရဲ့ကြားမှာရောဟိနီဆိုတဲ့မြစ်ရှိတယ်အဲ့ဒီနှစ်ကြတော့မိုးခေါင်လို့မြစ်ရေကမလုံမလောက်ဖြစ်လာမလုံမလောက်ဖြစ်လာတဲ့အခါတာဂေဝင်တွေကလည်းသူတို့လဲတဲ့ရေသွင်းမှုရေလိုခြင်းတယ်ကောလိယတွေကလည်းရေလိုခြင်းတယ်ရေလိုခြင်းတဲ့အခါကျတော့ရေလူတာပေါ့သူယူမယ်ငါယူမယ်နဲ့လူလာရာကနေနောက်ဆုံးမှာအလုသမားတွေကဖြစ်လာတဲ့ယံစားနောက်ဆုံးဒီတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေထိရောက်လာတော့နှစ်ဖက်ရောဟိနီမြစ်ရည်နဲ့ပတ်သက်ပြီးတော့ရေအငင်းပွားမှုကိုအကြောင်းပြုပြီးတော့စစ်ပြင်ပြီးတော့စစ်တိုက်တော့မဲ့အနေအထားတစ်ခုရောက်ခဲ့တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားလည်းပဲ
38ဒီရွယ်ပဲရှိသေးတာမြတ်စွာဘုရားကကြွရောက်ပြီးတော့မိမိရဲ့ဆွေတော်မျိုးတော်တွေမမှားရအောင်ဆိုပြီးတော့ကောင်းကင်ယံကကြွလာပြီးတဲ့အခါမှာဉာဏ်ဉာဏ်ရေးတရားကိုဟောခဲ့တယ်ဆိုတာကြားဖို့ရလိုက်ရေလူရနဲ့ပတ်သက်ပြီးတော့တဦးနဲ့တဦးပြေပြေလဲလဲဆက်ဆံမှုမြတ်စွာဘုရားကသွားပြီးတော့ဖြံပြေပေးတဲ့အခါမှာပြေငိမ့်သွားတယ်ပြေငိမ့်သွားရုံနဲ့မကဘူးမြတ်စွာဘုရားရဲ့အချမ်းရံဖြစ်တာဂဝင်တွေကလည်းပဲ250ကောလိယတွေကလည်း250မြတ်စွာဘုရားရဲ့နောက်ကအချမ်းရံဖြစ်ဆိုပြီးတော့မင်းသားတွေယဟန်ပြုစေကြတယ်အဲ့တော့တာကိယကောလိယဆွေတော်မျိုးတော်တွေကယဟန်ပေါင်း900မြတ်စွာဘုရားနောက်ကလိုက်ပါကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့မဟာသမယသုတ်ဆိုတာဟောခဲ့တာလေမဟာသမယသုတ်ဆိုတာဖြစ်ခဲ့